အတေကြီးဘလို့ရှာမလဲကျွန်တော်စောင့်ကြည့်မယ်ဗျာကဲအတေရှာတော့ကွာအတေဖြုတ်ချပြီဂျယ်လီဖန်လာပြီဂျယ်လီကဲပြီးပါပြီရှိန်လေးခေါင်းနဲ့တည်းနဲ့ကန်ချတယ်ဗျာကောင်းပါတယ်ဗျာပွဲကတော့9မဲ့9မဲ့ဖြစ်သွားပြီဗျာနော်ဝါရေးတပါရေးအတွေ့အကြုံများလာတဲ့အတေဟာပွဲတစ်ပွဲကိုအလွယ်တကူတော့ရှုံးသွားမှာတော့မဟုတ်ဗျာနော်ကဲတကွင်းလုံးကတော့အတေဆိုတဲ့အတန်ဟာချက်သိမ်းထားစရာကောင်းအောင်စူညံနဲ့ကျွန်တော်တို့ဝိုင်းပြီးတော့အားပေးနေရတာကိုတွေ့ရတယ်ဗျာကဲကျွန်တော်တို့ကြောက်ချာကြီးပါပဲဗျာကျွန်တော်တို့ပြိတ္တတွေရာဆိုရင်အတေဆိုတဲ့အတန်ကြီးရတော့တကွင်းလုံးမှာထိနေတော့တာပဲပါပဲဗျာနော်ကဲရှိရှိပေးနေတဲ့ 9.3k မင်္ဂလာပါငါညီကိုတို့ရေကဲရှိရှိပေးနေတဲ့ဝါသနာရှင်မတိုင်မတွန်းနဲ့လေဒီမှာတိုင်နဲ့ချက်နေပြီဟာအလားခင်ဗျားဝိနေမတွန်းနဲ့ဗျာအဲ့လိုနော်ဟာမကြီးမြောက်ပြလာတဲ့ချက်ကြီးကောင်းပါတယ်ဗျာဘယ်လိုဖြစ်သွားမှန်းတော့မသိလိုက်ဗျာကျွန်တော်ဝိုင်းတွန်းနေရတော့ကကဲဒီဘက်ကလည်းရွာကန်တွေကလည်းချက်လီဆိုပြီးတော့ကျွန်တော်တို့မျိုးချစ်စိတ်နဲ့အားပေးတယ်ဗျာနော်ကဲချလုံးမို့စားပြီးနော်ကဲကျွန်တော်တို့ပြိတ္တကတော့ထိမ့်မနိုင်တော့ကမှအထိမ့်မနိုင်ဘူးဗျာကြောက်ဆရာကြီးဗျာနော်ကျွန်တော်တို့လည်းဒုက္ခရောက်တယ်ညီကိုတို့ရေငါညီကိုတို့ကောင်းကောင်းကြည့်ပါကျွန်တော်ကောင်းကောင်းရက်လို့မရအာလာလည်းနဲ့လုံးဝအေးရပြီခင်ဗျညံ့တာဗျာဒါတော့လည်းမတိုင်ကြီးနေကျွန်တော်ကဲ 9.5k 10k ပြည့်တော့မယ်နော်ကဲ 9.5k မင်္ဂလာပါဗျ 10k ပြည့်ရင်နိုးပြမယ်ဗျကျန်လေးနိုးပြပါမယ် 10k ပြည့်ရင်နိုးပြပါမယ်ဘာလို့နိုးကပြကြလို့ပြတာမဟုတ်ဘူးဘာလို့ဆိုအကြောင်းပြချက်နဲ့လေကျွန်တော်အဲ့ကြီးချွတ်ချင်တာအိုက်နေပြီဗျာဒီမှာမနှုတ်နဲ့ဒီမဲ့ဟောအဲ့ဒီက2သိန်းဝဲတိုင်းလကားပြသွားမယ်ဟာကျိုးပြန်ပြီလေဒီဟိုဘက်ကအစော်ဦးကပွဲလည်းမြန်ပြီးပြီကဲပွဲလည်းမြန်ပြီးမှဗျာလှုပ်ရှုပ်ပါတယ်မရတော့ပါဘူးအမလေးပွဲလည်းမြန်ပြီးမှပဲဗျာကျွန်တော်ပို့တာပြန်ပြီဒီလိုကြားလိုက်တော့ပေးရမှာဗျာနော်အမတ်တောင်ဘယ်လောက်ရောက်သွားပြီလဲမသိပါဘူးစိတ်တွေညစ်တာဗျာကဲညီကိုတို့ရေတနေ့လေးတော့တယောက်နဲ့တယောက်အဆင်ပြေလေးအားပေးကြပါဦးမြတ်ကဲအားတွေစားပြီးထိုးမယ်ဗျာနော်ထိုးပြီဂျယ်လီကောင်းနဲ့ဖမ်းသွားပြီမကြီးကောင်းနဲ့တဲ့ခွာပြီမိတယ်ဘလို့ကောင်းလိုက်တဲ့အားတွေရဲ့ဂျယ်လီရဲ့ပုတ်ချင်းကိုတော့နေရာယူမှန်ကန်နဲ့အားတွေဟာခြေပြားနဲ့ညှိပြီးတော့နောက်တစ်လုံးခြေပြားနဲ့ခတ်တဲ့နေရာမှာတော့ဘေးထွက်သွားတယ်ဗျာနော်အမကတော့9.5ပါခင်ဗျာနော်9မှတ်5မှတ်ပါချီလိုမထိုးထားပြီမှတ်အားတွေဖမ်းလာတယ်ဘလို့စင်မလဲဗျာတေရောအမိတယ်အပြန်မိတယ်ကောင်းတယ်ဗျာရှိန်လေးရဲ့ကန်ချင်းကိုတော့ခြေထောက်သေးသေးလေးနဲ့တည်ငြိမ်လာတဲ့မှတ်ကြီးကတော့ဘရိတ်တက်ပြီးတော့ဖမ်းထားတာကိုကျွန်တော်တို့ဂျယ်လီရဲ့ညာလိုင်းကိုထွက်သွားတယ်ဗျာကဲအမကတော့ကျွန်တော်တို့9မှတ်9မှတ်နဲ့အောက်မှာဖြစ်ပါတယ်အမကြီးမကြီးရဆိုလို့ရှိရင်တော့အားတွေရဲ့စားပေကိုလွန့်ပလိုက်တာကိုတွေ့ရပြန်ပါတယ်ခင်ဗျာနော်ဖတ်သွားရိုးတိတိတသာဘေးထွက်သွားပြန်ပါဗျာ6မှတ်9မှတ်ဗျာနော်အမက်ကတော့တပြေးပြေးညှိလာပြီဗျာနော်အတစ်ဆိုတဲ့နာမည်တစ်လုံးကလည်းလကားရခဲ့တာမဟုတ်ဘူးမကြီးဖမ်းလာတယ်ကျင်းလို့တက်ရတယ်ပြန်တက်လာပြီတော့6မှတ်9မှတ်ဗျာ2မှတ်ပဲကွာတော့လေဗျာအကြည့်လို့ကောင်းပြီဗျာ6မှတ်9မှတ်နဲ့ဗျာနော်9မှတ်9မှတ်ပါ7-9ပါဗျာမကြီးဖမ်းပါပြီချလုံးမို့တက်ထားတယ်အတစ်ကွာကောင်းတယ်ဗျာဂျယ်လီကတော့ဒီလိုအားပါခွတယ်ဗျာနော်ကျွန်တော်အတွေ့အကြုံရင်းကျန်လာတဲ့အတစ်ကတော့နေရာရောက်ခဲ့ပြီမဲ့လေစပိရမြန်တဲ့ပေါင်ကြားကထွက်သွားပြီးတော့အမက်ကတော့6မှတ်9မှတ်ပါခင်ဗျာဟုတ်တယ်ဒီပွဲလဲပြီးတော့စိတ်ရုံတက်မယ်သဘောကြီးတယ်ချလုံးမို့ထိုးထားတယ်ရှိန်လေးကဲဗျာကျွန်တော်တို့ရှိန်လေးစီကိုချလုံးမို့ဟာ
စားပြီးလက်ထိုးခဲ့တယ်ဗျာနော်ထိုးခဲ့တဲ့နေရာမှာရှိန်လေးကြီးကနေပြီးတော့ခေါင်းပေါ်နေတက်မှတ်ပေးလိုက်ရတဲ့10မှတ်9မှတ်ဖြစ်သွားပြီဗျာနော်ဟွာဟာသွားဟာတန်းကေပြည့်ပြီဗျာအင်ကြီးချွတ်တော်မယ်ဗျာနော်တန်းကေပြည့်ပြီတန်းကေပြည့်ပြီတန်းကေပြည့်ပြီနို့ပြမယ်ဗျာကဲချလုံးမို့စားပြီးထိုးမယ်ခင်ဗျာနော်ချလုံးမို့ပို့ထားတယ်အဲအားဖြင့်လိုက်တယ်ဗျာဘလို့ဆယ်မလဲဗျာခံပြီဗျာမိသွားပြီမကြည့်လိုက်တယ်မမားတယ်ဗျာပြန်ချထားတယ်အချိန်လေးဖတ်ထားပြီအားတည်တယ်ထားတယ်ကောင်းတယ်ဗျာဟိုဒီ